မိုက်တွေကတဘာဝအတိုင်းပြိုကွဲပြီးတော့အသုံးဝင်တယ်တဘာဝအတိုင်းမပြိုကွဲသွားတဲ့အမိုက်တွေကိုတော့ပြန်သုံးရအောင်ခွဲပြရမယ်ဥစောကြီးတို့စိုက်ကားကိတ်ကဦးလေးတချို့နဲ့ရက်ွက်ထဲကလူတချို့ပါဝိုင်းပြီးတော့ချင်းခွင်းနေရာလေးကိုလာကူညီကြတယ်ဒီတစ်ခါတော့သူတို့ကစူပေါင်းထည့်ဝင်ထားတဲ့ပစ္စည်းလေးတွေကိုသုံးပြီးတော့အမိုက်ပုံးကြီး3ခုလှုပ်ထားကြတယ်စာရီလည်းကထားလိုက်ကြတယ်ပြန်သုံးနိုင်သောအမိုက်များပြန်သုံး၍မရသောအမိုက်များမြေဖို့ကြောင့်ဆွန့်ပစ်ပစ္စည်းများဆိုပြီးတော့ပုံးကြီး3ပုံလှုပ်လိုက်ကြတယ်ရက်ွက်ထဲကလူတွေကိုအမိုက်ခွဲပစ်တတ်အောင်လို့စီယုံရတယ်အမိုက်ပင်ကြီးကမခတ်ပါဘူးစားရေးထားတဲ့အတိုင်းသူ့ပုံးထဲမှာသူထည့်ဝင်ခုဆိုရင်ချင်းခွင်းရှိကအမိုက်ပုံးကိုအမိုက်လာပစ်တဲ့သူတော်တော်များများကအမိုက်ခွဲပြီးတော့ပစ်တတ်နေပြီချင်းခွင်းနေရာလေးလဲရပါပြီကျွန်တော်တို့တကယ်ချင်း9ရောက်လို့နေရာဒီချောင်းပေးရမှာပျော်ရွှင်စွာကစားခွင့်ရကြပြီပေါ့ချင်းခွင်းကလေးဟာတခြားကလေးကစားခွင့်နေနဲ့တော့မတူဘူးဘာဖြစ်လို့လဲဆိုတော့သူကရန်ပုံငွေရှိတယ်လေအမိုက်တွေခွဲပြီးတော့လာပစ်ကြတာဆိုတော့အစင်သစ်ပြန်ရောင်းရုံပဲစက်ကူတွေပလင်းတွေလိုပြန်သုံးလို့ရတဲ့အမိုက်တွေကိုရောင်းလို့ရတယ်လို့စားခြင်းတွေကိုလည်းဒီဝမျိုးသားလုပ်ဖို့ပြန်ဝယ်ကြတယ်ထော်ပြီဟေးအခုဆိုရင်ဆရာကြီး9ပေါ်ပိုက်ကြော်ခြင်းအသင်းဟာတူညီဝတ်စုံလေးတွေနဲ့ပါချင်းပိုက်အကောင်းသားလေးလဲဝယ်တက်နိုင်ပြီကဲကျွန်တော်မပြော